Why are you going out to see her? Squared. This is the thing with it. ကျွန်တော်တို့ကဘာကြီးရဲ့တက်တော်နက်ကြီးတွေထဲမှာလှုပ်ဝက်စမ်းကြပြီးထူးခြားတဲ့တက်တော်များစွာရှင်သန်နေထိုင်ကြပါတယ်ဒီတဲကမှအရှေ့တောင်အာရှရဲ့နှလုံးသားထဲမှာအေးချမ်းစွာနေထိုင်ကြတဲ့ music တစ်ခုအကြောင်းကိုဒီနေ့ကျွန်တော်တို့လေ့လာကြည့်ကြရအောင်ပါဒါကတော့မလေးရှားကြိုက်သူတော်မလေးယန်တပ်ပြီးပါမြန်မာနိုင်ငံရဲ့တောနက်တွေမှာပါတွေ့ရတဲ့ဒီထူးခြားတဲ့တိရစ္ဆာန်ဟာသူ့ရဲ့ထင်ရှားတဲ့အမြင့်နဲ့အဖြူရောင်စုံခန္ဓာကိုယ်ကြောင့်လူများအာရုံစိုက်ခြင်းခံရလိမ့်ရှိပါတယ်သူ့ကိုမြန်မာလိုကြန့်သူတော်လုံးခေါ်ကြပါတယ်အမှန်တော့ကြန့်သူတော်ဆိုတာကြံမျိုးနွယ်မဟုတ်ပါဘူးဝက်မျိုးနွယ်လည်းမဟုတ်ပါဘူးနှမောင်းတိုးတိုးလေးပါပဲမဲ့စင်းနဲ့လည်းအမျိုးမတော်ဆက်ပါဘူးသူတို့ဟာမြင်းမျိုးမွဲစုပရိစီဒေါက်တိုင်လာထဲကတစိတ်တစ်ပိုင်းဖြစ်ပါတယ်ဒါပေမဲ့ပုံပန်းတရံကတော့ထူးခြားစွာကွဲပြားပါတယ်သူတို့ရဲ့ထင်ရှားတဲ့အင်္ဂါရက်ကတော့ဥခေါင်းနဲ့နှာခေါင်းပေါင်းဆက်ထားတဲ့နှစ်တန်ရှိကြီးတွေပါပြီဒီနှစ်တန်ကအစားအစာရှာဖွေရမှာအနက်ခံရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပေါင်းပါတယ်အမဲနဲ့အဖြူရောင်စစ်ပုံကလည်းတာမန်ရိုးရိုးအလှတွေမဟုတ်ပါဘူးတစ်တော်ထဲမှာနေရောင်ကြီးနဲ့အရေးအောက်မှာပုံအောင်တဲ့အခါသူတို့ကိုကောင်းကောင်းဖုံးကွယ်ထားနိုင်တဲ့ကာကွယ်ကြီးအယောင်တစ်မျိုးဖြစ်ပါတယ်မလေးကျန်သူတော်မလေးယန်တစ်ပီယာကတော့ကျန်သူတော် music အားလုံးထဲမှာအကြီးဆုံးဖြစ်ပါတယ်အရွယ်ရောက်ပြီးတဲ့အခါအရှည်6ပေခွဲ2မီတာကျော်အထိရှိနိုင်ပြီးအလေးချိန်900ပေါင်320ကီလိုဂရမ်ထိရှိနိုင်ပါတယ်ဒီကျန်သူတော်တွေဟာအရှေ့တောင်အာရှရဲ့တစ်တော်ကြီးတွေအထူးသဖြင့်ရေနဲ့နှီးတဲ့ဒီတော်တွေစိတ်မီတွေနဲ့မိုးတစ်တော်တွေမှာနေထိုင်ကြစားလိရှိပါတယ်သူတို့ဟာရေကူးရှမ်းကျွမ်းကျင်ပါတယ်ရေကန်တွေမြစ်ချောင်းတွေထဲမှာအချိန်ဖြုံးရတာကိုနှစ်သက်ကြပြီးရေရောက်ပေါ်ပါရေငုပ်ပြီးအပင်တွေကိုစားသုံးနိုင်ပါတယ်ရေဟာသူတို့အတွက်အပူဒဏ်ကိုတက်တာစေအောင်လားမကတာရဲထေးဆန်တွေကနေပုံအောင်ကိုလည်းအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်မလေးရှားကျန်းသူတို့တွေဟာညဘက်မှာအစာရှာဖွေတဲ့ nocturnal သတ္တဝါတွေဖြစ်ပါတယ်နေကင်းဘက်မှာတော့တိတ်ဆိတ်အေးချမ်းစွာနားနေတတ်ကြပါတယ်သူတို့ဟာအများအဖြစ်တကောင်နဲ့နေထိုင်နေရှိကြပြီးအပင်စားဟာဘီဘိုရီဖြစ်တာကြောင့်တိရွတ်နှုတွေတစ်သီးတွေအပင်ရဲ့အစိတ်ပိုင်းတွေကိုစားသုံးကြပါတယ်ဒီလူထူးခြားလှပတဲ့ကျင့်သူတော်တွေဟာအခုဆိုရင်မျိုးထုံးမဲ့အန်ဒီရဲ့ endangered species နဲ့ရင်ဆိုင်နေရပါပြီသူတို့ရဲ့အကောင်ရေဟာဆယ်စုနှစ်များအတွင်းတိတိတသာညော့နေလာခဲ့ပါတယ်အဓိကချင်းချောက်မှုတွေကတော့သူတို့ရဲ့နေထိုင်ရာတစ်တော်တွေပြုံးတီးလာခြင်းစိုက်ခြင်းတွေနဲ့လူနေအင်အားတွေအဖြစ်မြေယာတွေပြောင်းလဲသွားခြင်းတို့ပဲဖြစ်ပါတယ်ဒါအပြင်တရားမဝင်အမဲလိုက်မှုတွေကလည်းသူတို့ကိုချင်းချောက်နေပါတယ်တဘာဝတရားရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ကျင့်သူတော်တွေဟာကျွန်တော်တို့တစ်တော်ကေဟာသူတို့ရဲ့အကျဉ်းမာရေးအတွက်အရေးကြီးပါတယ်သူတို့မရှိတော့ရင်တစ်တော်တွေရဲ့ဟန်ချက်ညီမှုလည်းပျက်စီးသွားနိုင်ပါတယ်ကျန်သူတို့တွေဟာကျွန်တော်တို့ကဘာကြီးရဲ့အလားအပါနဲ့လျှို့ဝှက်စမ်းကြယ်မှုတွေကိုကိုစားပြုတဲ့အဖိုးမခက်နိုင်တဲ့ယန္တနာတွေပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက် like and follow လုပ်တော့ဖို့မမေ့နဲ့နော်